မခမန်းပိုင်ရှင်ကကားကိုမိသက်ကားလမ်းမှာရန်ကားပြီးရထားခဲ့တာပါဒါတောင်မှသူ့ကားထိခိုက်သွားတာကိုမိသက်သမားတွေကြောင့်ဆိုပြီးဒေါသထွက်ရန်တွေ့နေပါသေးတယ်ကျင်းကျွန်းကအခြေအနေကိုစိတ်ရှိလက်ရှိရှင်းပြပေမဲ့ထိုလူကလုံးဝနားမထောင်ပဲဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီးသားဖြစ်တဲ့ကျင်းကျွန်းကိုတွန်းထုတ်လိုက်ပါတယ်မိသက်သမားတွေကပြန်မချပဲတီးခံမှာကိုအကွက်ကောင်းယူပြီးကပတ်ရင်ချင်းကိုထပ်မံတွန်းထိုးကဆဲဆိုချင်းမောင်းနေခဲ့တာပါသူ့ကားကိုရှော့ချေးပေးမှတွားခွင့်ပြုမယ်လို့လည်းချင်းချောက်နေခဲ့ပါတယ်ဒါကိုစူလိုင်ကကြည့်မနေနိုင်တော့ပဲထိုလူကိုခြေထောက်နဲ့တိုက်ရိုက်ကန်ထည့်လိုက်ပါတယ်ထိုလူကဒေါသတကြီးပြန်ရိုက်ဖို့စူးစမ်းပေမဲ့ချွမ်းကစူလိုင်ကိုသူ့ရင်ခွင်ထဲဆွဲသွင်းကအကာအကွယ်ပေးခဲ့တာကြောင့်နောက်ကျောကိုထပ်မံရပြင်းထန်သောထိုးနှက်ချက်တစ်ခုခံလိုက်ရပါတယ်စူလိုင်ကတက်တရားအောင်ဗီဒီယိုရိုက်ထားဖို့လှုပ်ဖော်ကိုင်ဖက်ကိုအချက်ပြလိုက်ပြီးထိုလူကိုမိဘေးလုံခြုံရေးဥပဒေတွေအကြောင်းရှင်းပြလိုက်ပါတယ်ထိုလူလည်းမတရားလုပ်ထားမှန်းသိသွားပြီးရဲဖမ်းခံရမှာကြောက်တာကြောင့်စိတ်ပြက်လက်ပြက်နဲ့လက်ထွက်သွားခဲ့ရပါတယ်ဒီဖြစ်ရပြီးမှတော့စူလိုင်ဟာကျင်းကျွန်းပေါ်ဘလောက်ထိအလေးနက်ထားတယ်ဆိုတာအားလုံးမြင်တွေ့လိုက်ရတာကြောင့်အဖွဲ့ဝင်ကြီးကိုတွေကသူမကိုချက်ချင်းပဲမိသားစုဝင်ဖြစ်လက်ခံလိုက်ကြပါတယ်အတင်းဖော်တွေကထိုးစုံတွဲလေးကိုနှစ်ယောက်တည်းတီးတန့်ချင်ရအောင်ကူညီဖယ်ပေးခဲ့ကြပါတယ်ကျင်းကျွန်းကတော့မီးလောင်တန်ရာရသွားမှာဆိုလို့သူ့ကိုကယ်ဖို့မိတဲ့ပြေးဝင်လာခဲ့တဲ့စူလိုင်ကိုစူပူနေခဲ့ပါတယ်စူလိုင်မှာကယ်ဆယ်ရေးတင်နှန်းဆင်းထားတာမှန်ပေမဲ့သူမချစ်ရတဲ့သူရှိမှာတော့လိမ္မာပါနဲ့စွာနဲ့အမားလုံးမိကြောင်ဝင်ခံခဲ့ပါတယ်ကဘာပြက်သွားတာကိုကျမလိုချင်ပါဘူးရှင်နဲ့ထပ်မတွေ့ရတော့မှာကိုပဲကျမစိုးရိမ်မိတာပါရှင်ငါ့ကိုစိုးရိမ်နေတာမလားရှင်စိုးရိမ်နေတာမလားစိန်ကျွန်းရှင်ငါ့ကိုဂယူးဆိုင်နေတာပဲကျင်းကျွန်းဟာသူ့ညီကိုတွေရဲ့စွန့်ပစ်ခြင်းကိုရရဆက်ဆက်ခံလိုက်ရပြီးစူလိုင်ကတော့သူ့နောက်ကိုအရေးလိုကပ်ပါသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအနီးနားမှာစောင့်ကြည့်နေတဲ့ဝမ်ကျုံဟာသူတို့နှစ်ယောက်ထိတွေ့ဆက်ဆံနေတာကိုမြင်ပြီးစိတ်မသက်မသာဖြစ်နေခဲ့ပါတယ်အထူးသဖြင့်ကျင်းကျွန်းဟာစူလိုင်တစ်ဆက်နှလုံးလုံးနဲ့တက်ဆွဲလန်းခဲ့ရတဲ့အမျိုးသားဆိုတာတိလိုက်ရတဲ့အခါမှာပေါ့သူကစူလိုင်ကိုစိတ်လှုပ်ရှားစွာနဲ့ရင်ဖွင့်ဖို့စူးစမ်းခဲ့ပေမဲ့မပြောရသေးခင်မှာပဲအနောက်ရှက်ဖြစ်သွားခဲ့ပါတယ်စူလိုင်ကချွန်းနောက်ကိုလိုက်သွားပေမဲ့ချွန်းကထောက်တနေရမှာအမျိုးသမီးဆရာဝန်တယောက်နဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်စူလိုင်လည်းပုံကြည့်ရင်သူတို့နှစ်ယောက်ဘာပတ်သက်မှုရှိလဲဆိုတာတန်တရားဝင်နေခဲ့ပါတယ်ကျင်းကျွန်းကခွင့်လွှတ်ဖို့တောင်းပန်နေပေမဲ့ဆရာဝန်မလေးကတော့သူ့ကိုဘယ်တော့မှခွင့်မလွှတ်နိုင်ဘူးလို့အေးဆက်စွာညှင်းဆန်ခဲ့ပါတယ်ဆေးထိုးပြီးတဲ့နောက်ကျင်းကျွန်းရဲ့ပခုံးတွေပေါ်ထွက်လာပြီးသူ့ကြောပြင်ပေါ်ကများပြားလာတဲ့အမာရွတ်တွေကိုမြင်လိုက်ရတဲ့အခါစူလိုင်တယောက်ရင်ခွဲမတက်ငိုကြွေးခဲ့ရပါတယ်တစ်ဖက်မှာတော့အိုဝင်ကျုံကအတိတ်တုန်းကစူလိုင်ကိုမလိုက်ခဲ့မိတာကိုနောင်တရပြီးအရက်ကိုအလွန်ကြုံတောက်နေခဲ့ပါတယ်ငလင်းလုတ်တုန်းကစူလိုင်ကိုကယ်ခဲ့တာတာငါဖြစ်ခဲ့ရင်အခြေအနေတွေပြောင်းလဲသွားမလားလို့တွေးနေခဲ့ရင်ကံကြမ္မာကတော့အစီအစဉ်တစ်ခုပြုလုပ်ထားပြီးသားပါစူလိုင်ကကျင်းကျွန်းကိုမျက်မျက်နှိုးနှိုးချစ်မိသွားခဲ့ပါပြီအိုဝင်ကျုံအတွက်တော့အရာအလုံးကိုဆုံးရှုံးခံနိုင်ပေမဲ့စူလိုင်ကိုတော့မဆုံးရှုံးနိုင်ပါဘူးဘယ်သူမှသူ့စီကစူလိုင်ကိုလူယူသွားတာကိုသူလုံးဝခွင့်ပြုမှာမဟုတ်ပါဘူးကောင်မလေးကလေ့ကျင့်ရေးကွင်းထဲကိုအတွင်းဝတ်လေးနဲ့တင်ပေါ်လာခဲ့တာမလို့ကပတ်ရင်တယောက်လုံးဝကိုစွန့်အံ့နာသွားခဲ့ရပါတယ်ဒါပေမဲ့ချက်ချင်းပဲအတိပြန်ဝင်လာပြီးကျင်းကျွန်းဟာသူ့ရဲ့ဂျာကင်အင်ဂျီကိုမဆိုင်မတော့ရှုပ်ခနဲချုပ်ကစူလိုင်ကိုခြုံပေးလိုက်ပါတယ်သူ့ပုံစံလှုပ်လှုပ်ရှားရှားဖြစ်နေတာကိုမြင်တော့စူလိုင်ကမဆပဲမနေနိုင်ပဲဖြစ်သွားပြီးသူမအတွက်စိုးရိမ်နေတာလားဆိုပြီးစနောက်လိုက်ပါတယ်ကျင်းကျွန်းကတော့ဘာမှမခံပါဘူးစခန်းမှုတယောက်အနေနဲ့အဖွဲ့ဝင်တိုင်းရဲ့ဒုက္ခဒုက္ခကိုပြုဆိုင်ရတာပါဆိုပြီးစင်ကြေပေးလိုက်ပါတယ်စူလိုင်ကတော့သူ့ရဲ့ညှင်းဆန်မှုကိုအကွက်မြင်ပြီးသားပါတဝင်းတို့ရင်လဲတဝင်းတို့တဲ့ပေါ့ဝမခံခြင်းဘူးရှက်ရွံ့သွားတဲ့ကျင်းကျွန်းကလက်ထွက်သွားဖို့လုပ်ပေမဲ့စူလိုင်ကသူ့လက်မောင်းကိုဆွဲပြီးတားလိုက်ပါတယ်ဂျာကင်အင်ဂျီပြန်ပေးရင်သူမကသူ့နားကိုပုတ်တိပုတ်တက်တိုးကတ်သွားခဲ့ရာသူမရဲ့ခန္ဓာကိုယ်မွေးရနှံ့ကိုပါတင်းပြန့်စွာရရှိလိုက်ရပါတယ်စူလိုင်ကပိုပြီးစနောက်ချင်တာနဲ့သူ့အင်ဂျီကော်လာကိုပရိယေပါဆွဲယူပြီးသူ့ဘက်ကိုဆွဲကပ်လိုက်ပါတယ်ဘဝမှာတစ်ခါမှချစ်သူမရဘူးတဲ့ဒီမျိုးသားကြီးမှာတော့နေရာမှာတင်ကြောက်ရွံ့လို့တောင်းတင်းသွားခဲ့ရပါတယ်အဲ့ဒီညနေပိုင်းမှာတော့ကျင်းကျွန်းဟာအိယာထဲမှာလက်ပတ်ပြီးမအိပ်နိုင်ပဲဖြစ်နေခဲ့ပါတယ်သူ့ကောင်းထဲမှာစူလိုင်ချောင်းတွေကြီးစိုးမိုးနေခဲ့တာပါနောက်တနေ့လေ့ကျင့်ရေးစင်ချိန်မှာတော့သူ့မျက်လုံးတွေကသူမစီကိုပဲခဏခဏရောက်သွားခဲ့ပါတယ်လေ့ကျင့်ရေးပြီးတဲ့အခါစိတ်ထဲမှာအကြီးအကျယ်တွေးဟဖြစ်ပြီးနောက်မှထွက်သွားခြင်းအောင်ဆောင်နေတဲ့စူလိုင်ကိုကျင်းကျွန်းကခေါ်လိုက်ပါတယ်ဒီနေ့မှာအလုပ်ကိစ္စတချို့ဆွေးနွေးခြင်းတယ်လို့ပြောလိုက်တာပါကျင်းကျွန်းကအစည်းအဝေးခန်းကိုစောစောရောက်နေခဲ့ပြီးသူမနဲ့နီနီနာနာထိုင်ခြင်းတဲ့အတွက်သူ့ဘေးကကူလားထိုင်ကိုပင်အတင်းဆွဲထုတ်ထားပေးခဲ့ပါတယ်စူလိုင်ကလည်းသူ့ရဲ့ပရိယေလေးကိုမရိပ်မိခြင်းအောင်ဆောင်ပေးခဲ့ပါတယ်နှစ်ယောက်စလုံးတီတီကြီးကြီးပုံစံဖမ်းရင်အလုပ်လုပ်ကြပါတယ်ဒါပေမဲ့အလို့အကြောင်းဆွေးနွေးနေတော့မှပဲအပြင်မှာရုတ်တရက်မိုးကြိုးတွေပစ်ချလိုက်ပါတယ်ထိတ်လန့်သွားတဲ့စူလိုင်ဟာကျင်းကျွန်းရဲ့ရင်ခွင်ထဲကိုချက်ချင်းပြေးဝင်သွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေကငလျင်လုတ်ပြီးတဲ့ကသူမဟာမိုးတက်မုန်တိုင်းကြတဲ့ညတွေကိုအလွန်ကြောက်ရွံ့ခဲ့တာပါသူမရဲ့ဒီလိုပုံစံကိုမြင်တော့ကျင်းကျွန်းမှာရင်ခွဲမတက်ခံစားလိုက်ရပါတယ်အဲ့ဒီနေ့ကစားပြီးမိုးရွာတိုင်းစူလိုင်အတွက်မစိုးရိမ်ပဲမနေနိုင်ဖြစ်ခဲ့ရပါတယ်နမီးအိမ်လေးကိုကင်ပြီးသူမကိုတွားကြည့်ဖို့ပြင်ဆင်မှာပဲမတော်တဆသတင်းတစ်ခုကြားလိုက်ရပါတယ်ရှာဖွေကယ်ဆယ်ရေးကွင်းနှစ်ကောင်ပျောက်ဆုံးသွားပြီးစူလိုင်ကတောင်နောက်ဘက်ကိုတွားရှာရင်အခုထိပြန်မရောက်သေးဘူးဆိုတာပါပဲစိုးရိမ်နေကြီးဖြစ်သွားတဲ့ကျင်းကျွန်းဟာသူမကိုရှာဖို့အပြေးလွှားထွက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းစူလိုင်မှာတကယ်ပဲအနေရကြုံနေရတာပါခွေးတွေကိုပဲအာယုံဆက်ရှာနေရင်ခြေထောက်အောက်ကအနေရကိုတတိမထားမိပဲခြေကြော်က6ထဲပြုတ်ကျသွားခဲ့ပါတယ်ခြေထောက်ကစူးစူးဝါးဝါးနာကျင်သွားပြလှုပ်လို့မရတော့ပါဘူးပိုဆိုးတာကကောင်းကင်မှာမိုးကြိုးတွေဆက်တိုက်ပစ်စီးနေတာကြောင့်စူလိုင်လည်းကြောက်လန့်တကြားနားနှစ်ဖက်ကိုအုပ်ထားခဲ့ရပါတယ်ကံကောင်းစွာနဲ့ပဲပန်အန်ရဲ့လမ်းညွှန်မှုကြောင့်ကျင်းကျွန်းကသူမကိုအမြန်ဆုံးရှာတွေ့သွားခဲ့ပါတယ်သူ့ကိုရုတ်တရက်အရှိမှမြင်လိုက်ရတော့စူလိုင်ကသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးလုံးဝမလွတ်တော့ပါဘူးကျင်းကျွန်းကဒဏ်ရာရထားတဲ့စူလိုင်ကိုပွေ့ချီပြီးမိုးခုန်နိုင်မဲ့တဲစခန်းလေးတစ်ခုတွေ့သည့်အထိတောင်လန်းတိုင်းတဲဆောင်လာခဲ့ပါတယ်အဲ့ဒီရောက်မှပဲမလိုလားအပ်ပဲသူမကိုအသားလေးအောက်ချပေးခဲ့ပါတယ်ပေးကင်းအောင်လို့အဲ့ဒီမှာပဲတရားအိပ်ပြီးမှခွေးတွေကိုဆက်ရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်စူလိုင်အမောင်ကြောင့်မှဆိုလို့ကျင်းကျွန်းကသူ့ရဲ့မိသက်သမားသုံးညမီးအိမ်လေးကိုပေးလိုက်ပါတယ်စူလိုင်ဟာချစ်သူစီကအချစ်လက်ဆောင်ရလိုက်ရတယ်လို့မကွယ်မဝတ်ပဲကလေးတယောက်လိုတန်ရှင်းစင်ကြယ်စွာပြုံးပျော်နေခဲ့ပါတယ်မနေ့ရောက်တော့ကျင်းကျွန်းကရင်ခွင်ထဲကစူလိုင်မှာကိုပူချင်းအလုံးမြင့်တက်နေတာကိုသတိပြုမိလိုက်တာကြောင့်အမြန်ဆုံးဆေးရုံကိုချီဆောင်သွားခဲ့ပါတယ်ဒါပေမဲ့စူလိုင်ကတော့ရေပွဲတကောင်လိုသူ့ကိုကတ်တွယ်ထားပြီးဘလို့မှအောက်ကိုဆင်းမပေးခဲ့ပါဘူးဆရာဝန်တော်မှဒီမြင်ကွင်းကိုကြည့်ပြီးဟာသွားခဲ့ရပါတယ်ကျင်းကျွန်းမှာလည်းအကဲမပိုချင်ပဲနဲ့သူမကိုပွေ့ချီထားရင်ရေသားပိုင်းဆုထိုင်လိုက်ရပါတယ်ဆရာဝန်ကလည်းစူလိုင်မှာဒီလောက်ယူဆိုင်ပေးတဲ့ချစ်သူကောင်လေးရှိတာတကယ်ကိုကံကောင်းတာပဲလို့မချီးမွမ်းပဲမနေနိုင်ခဲ့ပါဘူး